အိန္ဒိယမှာ cluster ကအရေးကြီးဆုံးအတန်းဖြစ်ပြီးတော့အောင်ဖို့လည်းမခက်တဲ့အတန်းဖြစ်ပါတယ်။ဗီဒီယိုတော့မီဇိုရမ်ဘက်မှာ10တန်းလာတက်မဲ့မောင်လေးညီမလေးတွေကမဖြစ်မနေကြည့်ပြီးဘာဖြစ်လို့လဲဆိုလို့ရှိရင်ဆိုရစစ်ဆိုပြီးမှ10တန်းတက်ဖို့ကြောက်တတ်ကြတယ်ပေါ့နော် system ချင်းတွေလည်းမတူတဲ့အချိန်မှာဒီအောင်မလားဆိုရဲဆိုရင်စိတ်ကလေးတွေရှိတတ်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလုပ်ပေးရခြင်းဖြစ်ပါတယ်ဆိုရစစ်ဆိုပေမဲ့လို့မအောင်မှာကိုစိတ်ပူစရာမလိုဘူးပေါ့နော်ဘာဖြစ်လို့မအောင်မှာကိုစိတ်ပူစရာမလိုဘူးလဲဆိုတာမပြောခင်မှာ10တန်းကဘလူတွေအရေးကြီးတယ်လဲဆိုတာအရင်အဆုံးပြောပြပါမယ်10တန်းအမှတ်စရင်ကဒီ university တက်ရရင်ပဲဖြစ်ဖြစ်လုပ်ငန်းခွင်တွေဝင်ရတဲ့အထိပေါ့နော်အမြဲတမ်းကိုပြန်ကြည့်ကြမဲ့ certificate ဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝကို serious ထားရမယ့်အရာဖြစ်ပါတယ်ဒီ university တွေတက်ဖို့မပြောနဲ့ပေါ့နော်10တန်းမှာအမှတ်မကောင်းခဲ့လို့ရှိရင်17တန်းတက်ဖို့တော့မခက်ခဲသွားနိုင်တယ်ပေါ့နော်ကိုတက်ချင်တဲ့အကြောင်းမှာတက်လို့မရတာမျိုးကိုယူချင်တဲ့ stream ကိုယူလို့မရတာမျိုးဖြစ်သွားနိုင်တယ်အဲ့မှာကိုရဲ့ရည်မှန်းချက်ကလွဲချော်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့10တန်းကလုံးဝ serious ထားပြီးမှအမှတ်ကောင်းအောင်ကြိုးစားရမယ့်အတန်းဖြစ်ပါတယ်ဒီ10တန်းမဖြစ်ဖြစ်17တန်းမဖြစ်ဖြစ်အောင်တဲ့ဟာကိုအဆင့်၄ဆင့်ခွဲထားတယ်ပေါ့နော်ပထမ distinction လို့ခေါ်တဲ့ဂုဏ်ထူးတန်းပေါ့ပြီးတော့ first ပထမတန်း second ဒုတိယတန်း third တတိယတန်းဆိုမှ division ၄မျိုးခွဲထားပါတယ်အဲ့မှာတကယ်လို့ကိုက10တန်းကို third division နဲ့တကယ်လို့အောင်ခဲ့တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီscience ယူချင်ပြဿနာတက်နိုင်တယ်။ကျောင်းတွေကလက်မခံတာမျိုးဖြစ်နိုင်တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အခုချိန်မှာက distinction တို့ first တို့နဲ့အောင်တဲ့သူတွေအများကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။ကျောင်းတွေကလည်းဒီလိုကျောင်းသားတွေကိုဦးစားပေးတာတွေများတယ်။ sit limit တာဖြစ်တဲ့အတွက်ကြောင့်မလို့ပြဿနာလေးတွေမကြုံရအောင်ပေါ့နော်။မအောင်ဖို့ထက်ကအမှတ်မကောင်းဖို့စိတ်ပူရမယ့်အတန်းဖြစ်ပါတယ်။နောက်တစ်ခုအရေးကြီးတာဒီကိုအခုတက်နေတဲ့ကျောင်းအထူးသဖြင့်ကျောင်းအုပ်ကြီးတွေစီမှာတွားပြီးမှ personal education number လို့ခေါ်တဲ့ pen လို့ခေါ်ကြတယ်ပေါ့နော်အဲ့ဒီ number ကိုမဖြစ်မနေလုပ်ပေးကြဖို့တောင်းဆိုကြပါဒီဟာကိုတော်တော်များများမသိဘူးပေါ့နော်ဒီဟာကဘယ်လိုအရေးပါမလဲဆိုလို့ရှင်တကယ်လို့ကျမတို့မှာ document မရှိခဲ့ဘူးဆိုလို့ရှင်တော့မှဒီ number ကိုရှိထားတယ်ဆိုလို့ရှင်အဲ့ဒါနဲ့ university တွေစစ်တက်လို့ရတယ်ပေါ့နော်တော်တော်များများကဒီဟာကိုမသိကြဘူးအိန္ဒိယမှာ12တန်းပြီးတဲ့တချို့တောင်မှမသိကြတဲ့အရာဖြစ်တယ်ဒါကြောင့်မလို့ဒီဟာကအရေးကြီးတယ်မဖြစ်မနေဒီဟာလေးကိုကိုယ့်ရဲ့သက်ဆိုင်တဲ့မိရဲ့အကြောင်းအုပ်ကြီးတွေကိုပြောကြဖို့ဒီကနေပြောပြချင်ပါတယ်10တန်းကိုကြမှာမစိုးရင်ကြဖို့ပြောရတဲ့အကြောင်းရင်းကိုပြောပြပါမယ်မြန်မာနိုင်ငံကလူမျိုး100မှာ100မှတ်ဖို့ဖြေရတာမဟုတ်ပါဘူး80မှတ်ဖို့ဖြေရတယ်20မှတ်ကိုတော့အကြောင်းကနေပြီးတော့ပေးလို့ရတယ်ဒီ20မှတ်ကို internal mark လို့ခေါ်တယ်အဲ့ဒီဟာကိုကိုယ့်ရဲ့ဒီအကြောင်းကနေပေးတဲ့ class test တွေပြီးရင် term exam တွေကနေ10တန်းအတွက်ကိုဆိုလို့ရှိရင်15မှတ်ပေးရပါတယ်ကျန်တဲ့5မှတ်ကိုကိုယ့်ရဲ့ attendance တွေเนาะပြီးတော့ကိုယ့်ရဲ့ character တွေเนาะအဲ့ဒီအပေါ်မှာ5မှတ်ကိုပေးရပါတယ်ဆိုတဲ့ခါကျတော့အဲ့ဒီ20မှတ်မှာ9မှတ်ရလို့ရှိရင် internal mark မှာကအောင်ပါမယ်ပြီးတော့ကျန်တဲ့ external mark လို့ခေါ်တဲ့80မှတ်မှာကျတော့26မှတ်ရလို့ရှိရင်အောင်မယ်ပေါ့နော်ဒီ26မှတ်နဲ့9မှတ်နဲ့ပေါင်း33မှတ်ရပြီဆိုလို့ရှိရင်တော့အောင်မှာဖြစ်ပါတယ်ဒါကြောင့်အောင်မှတ်ကအရင်နေတယ်เนาะမြန်မာနိုင်ငံနဲ့ဆိုလို့ရှိရင်ဒါကြောင့်မအောင်မှာကိုစိတ်ပူစရာမလိုဘူးအဲ့တခုရှိတာက internal mark ရော external mark ရောကိုအောင်ဖို့လိုပါတယ်တကယ်လို့ internal mark မှာ20ထက်20ရပြီးမှ external mark မှာ26မှတ်မရခဲ့ဘူးဆိုလို့ရှိရင်လည်းကြာမှာပါပြီးတော့ external mark မှာ80ထဲက80ရပြီးမှ internal mark မှာပေါ့နော်9မှတ်ပြည့်အောင်မရခဲ့ဘူးဆိုလို့ရှိရင်လည်းကြာပါမယ်ဒါကြောင့်မလို့ဒီဟာကိုနှစ်ခုစလုံးအောင်ဖို့လိုတယ်ပေါ့နော်ဒီအတွက်ကိုတော့ဒီ10တန်းအတွက်အထူးလာပြောပြတာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာဒီပညာရေးနဲ့ပတ်သက်တဲ့ဟာတွေကိုအမြဲတမ်း sharing လုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကျမရဲ့အခု page My Lily page ကို follow and like လုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံချင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်အဘနမနီ